မင်္ဂလာပါရှင်တောနှစ်ပါဝါပြိုးဥယျာဉ်မှာကြိုးစိုးပါတယ်ရှင်ဒါကတော့ရွံ့ရည်သီးတွေရဲ့ပိုးသားသီးပင်လေးတွေကိုမိတ်ဆက်ပေးမယ်ရှင်ပိုးသားသီးပင်လေးတွေပြုတ်ခဲနေတာကိုရွံ့ရည်သီးတွေကနေမိတ်ဆက်ပေးမယ်ဒီမှာကြည့်ပါဦးပိုးသားသီးတွေပြုတ်ခိုင်းနေပါတယ်ရှင်ပိုးသားသီးများပြုတ်ခိုင်းနေအောင်တင်းနေပါတယ်ရှင်ပိုးသားရွက်ကနေပေါ့နော်ပိုးသားရွက်ကိုစားမယ်ဆိုရင်ဗီတာမင် C ဓာတ်ဗီတာမင် E ဓာတ်ကိုလက်စထရောတွေလျှော့ချပေးတဲ့အတွက်မျက်စိလည်းကြည်ပါတယ်ခန္ဓာကိုယ်ရဲ့သွေးလက်ပတ်မှုကိုညှိနှိုင်းပေးပါတယ်ရှင်ပိုးသားရွက်ကိုစားပေးမယ်ဆိုရင်လည်းမျက်စိမှုန်ခြင်းကိုကာကွယ်ပေးပါတယ်ရှင်ပိုးသားသီးလေးတွေပြုတ်ခိုင်းနေပါတယ်ရှင်အချစ်တို့ရေဒါကတော့ရွံ့ရည်တွေရဲ့ပိုးသားဒီပြိုးပင်လေးတွေပေါ့နော်ပင်ကိုတပင်2500ကျပ်9000ကျပ်1000ခွဲကျပ်နှုန်းဖြင့်ရောင်းချပေးပါတယ်ရှင်တောနှစ်ပြိုးဥယျာဉ်မှာပိုးစာပင်ကိုမှာယူနိုင်ပါတယ်ရှင်ချစ်တို့ရေဗီတာမင် C ဗီတာမင် E တဲ့ကျွယ်ဝတဲ့အတွက်ကိုလက်စထရောလည်းထိန်းပြီးတော့မျက်စိအားလည်းကောင်းစေပါတယ်ရှင်ခန္ဓာကိုယ်သွေးလက်ပတ်နှုန်းလည်းအားကောင်းပါတယ်ရှင်ကျန်းမာရေးအတွက်အထူးစိုက်ပျိုးစားသုံးတဲ့ပင်လေးပါပဲဒါကတော့ပိုးသားသီးမှဲ့နေပါပြီဒီအသီးလေးကိုစားမယ်ဆိုရင်အရန်ချိုပါသည်နီသီးလေးကတော့စတော်ဘယ်ရီရတာလို့ပဲချင်ပါတယ်ရှင်အရတာကချင်လေးပါတနည်းရဲ့အသေးလေးရဲ့ဒါကတော့ပိုးသားသီးပင်လေးတွေဖြစ်ပါတယ်ရှင်အသီးပွင့်အားကောင်းစီရန်အတွက်တောနှစ်မြေစီကိုလည်းသုံးထားပါတယ်ရှင်တောနှစ်ပါဝါမြေစီကိုလည်းသုံးထားပါတယ်ရှင်ချစ်တို့ရဲ့ပိုးသားသီးပင်ကိုဝယ်ယူမယ်ဆိုရင်တပင်ကို2500ကျပ်နှုန်းနဲ့လည်းရောင်းချပေးပါတယ်ရှင်တပင်ကို9000ကျပ်နှုန်းနဲ့လည်းရောင်းချပေးပါတယ်ရှင်အပင်ကြီးအသီးပွင့်ပြုတ်နေအောင်လိုချင်တယ်ဆိုရင်လည်း1000ခွဲကျပ်နှုန်းနဲ့ရောင်းချပေးပါတယ်ရှင်ပိုးသားသီးလေးကိုဆွတ်စားပြမယ်ယတိရေပိုးသားသီးနီလေးကိုဆွတ်စားပြပါမယ်ရှင်ပြောင်းဒီမှာရှင်အသေးတို့ရေဒါကတော့အရန်ချိုပြီးဗီတာမင်တက်ပြေးသွားတဲ့အသီးလေးပါကြပါရှင်ရန်ချိုတော့လက်ဆက်တဲ့သီးနှံလေးများကိုရွံ့ရည်တွေကနေစားပြနေပါတယ်ရှင်